တဲ့အနေနဲ့အဝယ်ရဲ့စီးရင်တွေကိုပျောက်သွားမှစိတ်ပူနေကြမလို့တော့ဘူးနော်စီရမှာဆိုလို့ရှိရင်သင်ရဲ့အဝယ်လက်တွေရဲ့အချက်လက် data တွေကိုပြည့်စုံစွာဖြည့်ရတဲ့အတိုင်းလွယ်တကူပြန်ပြီးရှာနိုင်မှာပဲဖြစ်ပါတယ်။သင်ရဲ့အဝယ်လက်တွေကိုအရင်ကလိုစာရွက်တွေမှာမှတ်လိုက် format တွေမှာမှတ်လိုက်နဲ့စီရင် data တွေပျောက်တော့ဖြစ်နေပြီးတော့ပျောက်နေမှာ哦စိတ်ပူနေကြမလို့တော့ပဲနဲ့စီရန်ကအယောင် data တွေကိုဒါမှကအဝယ် data တွေကိုပါသိမ်းဆည်းထားနိုင်မဲ့ feature မျိုးလည်းရှိနေပြီဆိုတာသင်သိပါသလားဒါအပြင်ဒီ feature ဆိုလို့ရှိရင် wallet တွေကိုအမျိုးအစားခွဲခြားပြီးတော့လည်းသိမ်းဆည်းထားနိုင်တဲ့အတွက်ကြောင့်မလို့သင်အနေနဲ့အဝယ်တွေရောသွားမှလည်းစိတ်ပူနေကြမလို့တော့ပါဘူးเนาะအရင်ဆုံးစီရင် application နဲ့ဝင်ပါပြီးရင်အောက်ဆုံး submit မျက်နှာထဲကနေပြီးတော့ account စာမျက်နှာဝင်ပါပြီးရင် buyer ဆိုရဲ wallet များရှိတဲ့စာမျက်နှာဝင်လိုက်ပါဒီမှာဆိုလို့ရှိရင် my buyer ဖြစ်တဲ့သင်ရဲ့ wallet တွေကိုတွေ့ရမှာပဲဖြစ်ပါတယ်ပြီးရင်စီရန် buyer မှာဆိုလို့ရှိရင်စီရန်နေပြီးတော့သင်ကိုပေးထားတဲ့အဝယ်တွေကိုတွေ့ရမှာဖြစ်ပါတယ် manage buyer မှာဆိုလို့ရှိရင် investor ဖြစ်တဲ့ယင်းနှိမ့်မြုပ်နေသူတွေဝယ်ရောင်းတွေ hot buyer ဖြစ်တဲ့အမြဲဝယ်လွဲဝယ်လက်တွေပြီးရင် pin buyer ဖြစ်တဲ့အမြဲဆက်သွယ်လုပ်နေတဲ့ဝယ်လက်တွေ archive buyer ဖြစ်တဲ့ဖြတ်သိမ်းထားတဲ့ဝယ်လက်တွေ news buyer ဖြစ်တဲ့ဝယ်လက်အသစ်တွေ oldest buyer ဖြစ်တဲ့အဆက်အသွယ်မလုပ်တာကြပြီဆိုတဲ့ဝယ်လက်တွေစသဖြင့်အမျိုးအစားခွဲခြားပေးထားပါတယ်သင်ရဲ့အဝယ် data တွေကိုဘယ်လိုထည့်သွင်းသွားရမလဲဆိုတာကိုခြားသောဗီဒီယိုတွေမှာအသေးစိတ်ရှင်းပြပေးသွားမှာဖြစ်ပါတယ်